ယနေ့ကဘာမှာဖြည့်ရှင်းရအခက်ခဲဆုံးဖြစ်နေတဲ့အစ္စရေးပါလက်စတိုင်းပြည်နာဟာနိုင်ငံရေးသက်သက်မဟုတ်ပဲဘာသာရေးယုံကြည်ချက်တွေနဲ့အခိုင်အမာရစ်ပတ်နှောင်ဖွဲ့ထားတာပါခရစ်ယာန်နဲ့အစ္စလမ်ဘာသာတရားနှစ်ခုလုံးကဒီမြေကိုသူတို့ရဲ့အသက်သွေးကြောလို့သတ်မှတ်ထားကြပါတယ်။ဂျူးလူမျိုးတွေနဲ့ခရစ်ယာန်အများစုအတွက်ဒီမြေဟာဖျားသခင်ကိုယ်တိုင်ပေးသနာခဲ့တဲ့ဂတိတော်ထားရပြီးဖြစ်ပါတယ်။ကဘာဦးကျမ်းတွင်ဖျားသခင်ကအာဗျာဟံကိုဤပြည်ကိုတင်းဤအမျိုးနွယ်အားငါပေးမည်လို့ဂတိပြုခဲ့ပါတယ်။ယေရုရှလင်မြို့ဟာဒါဝိမင်းကြီးနန်းဆိုင်ခဲ့ရာနေရာဖြစ်တယ်လို့ရှောလမုန်မင်းကြီးကဖျားသခင်အတွက်ပထမဆုံးသောဗိမာန်တော်ကိုတည်ဆောက်ခဲ့တဲ့နေရာပါ1948ခုနှစ်မှာအစ္စရေးနိုင်ငံပြန်လည်တည်ထောင်နိုင်တာကိုကျမ်းစာလာဂတိတော်ပြည်စုံခြင်းလို့ယူဆကြပါတယ်။အစ္စလမ်ဘာသာဝင်တွေအတွက်လည်းဒီမြေဟာတမန်တော်မြတ်တွေရဲ့တမိုင်းကြောင်းနဲ့ဆက်နွယ်နေတဲ့အလွန်မွန်မြတ်တဲ့နေရာဖြစ်ပါတယ်။ယေရုရှလင်မြို့ဟာမကာနဲ့မဒီနာပြီးရင်တတိယမြောက်အမြင့်မြတ်ဆုံးနေရာပါကိုရန်ကျမ်းမှာတမန်တော်မုဟမ္မဒ်ဟာတင်ရတာအတွင်းမကာကနေယေရုရှလင်ကတဲ့အက္ကစာပလီစီကိုခီးနေပြီးကောင်းကင်ဘုံကိုတက်လှမ်းခဲ့တယ်လို့ဖော်ပြထားပါတယ်။ရာစုနှစ်ပေါင်းများစွာဒီမြေပေါ်မှာမွတ်စလင်တွေနေထိုင်အုပ်ချုပ်လာခဲ့တဲ့အတွက်ဒါဟာသူတို့ရဲ့သမိုင်းဝင်အမွေအနှစ်တွေဖြစ်တယ်လို့အခိုင်အမာယုံကြည်ကြပါတယ်။ဒီပလီပခတ်ရဲ့အရင်းမြစ်ဟာအာဗျာဟံရဲ့တားနှစ်ယောက်ဖြစ်တဲ့စုံနဲ့ရှမေလာတို့စီကနေအစပြုပါတယ်။ဂျူးတွေကစက်ကနေဆင်းသက်လာပြီးဂတိတော်ကိုစက္ကန့်သူလို့ယူဆပါတယ်။အာယတ်မွတ်စလင်တွေကအာဗျာဟံရဲ့တားဦးဖြစ်တဲ့ရှမေလာကနေဆင်းသက်လာပြီးဒီမြေဟာသူတို့နဲ့လည်းသက်ဆိုင်တယ်လို့ယုံကြည်ပါတယ်။ဒါဟာညီကိုနှစ်ဦးကြားမှာဆယ်စုနှစ်ပေါင်းများစွာကြာမြင့်နေတဲ့အမွေမြေအငင်းပွားမှုပါ။ဘာသာတရားနှစ်ခုလုံးမှာကိုစီခိုင်လုံတဲ့အကြောင်းပြချက်တွေရှိနေကြတာပါ။ဒီအချက်တွေကိုသိထားမယ်ဆိုရင်အခုဖြစ်နေတဲ့ပြဿနာတွေဟာဘာကြောင့်ဒီလောက်အထိဖြေရှင်းရခက်နေတယ်လဲဆိုတာကိုပိုပြီးနားလည်လာပါလိမ့်မယ်။ဒါကြောင့်ဒီပလီပခဟာတကယ်တော့ညီကိုအရင်ချတွေကြားမှာဘယ်သူကဒီမွေမြေကိုပိုပြီးပိုင်ဆိုင်ခွင့်ရှိတယ်လဲဆိုတဲ့အငင်းပွားမှုကနေအစပြုခဲ့တာပါ။